တရားမဲ့ရက်ကိုတော့ရွှေ့ပြစ်နိုင်တဲ့ကုသိုလ်6မျိုးမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကာလကဗေဒင်ကျွမ်းကျင်တဲ့ပုံနာကြီးဟာမိမိကိုဗေဒင်တွက်ကြည့်ရာမိမိမှာအသက်60ပြည့်နှစ်မှာတရားမယ်ကိုသိပါတယ်။အဲ့ဒီအခါမြတ်စွာဘုရားကိုမကိုးကွယ်ပေမဲ့လည်းတရားမဲ့ရက်ကိုကြောက်လန့်ပြီးဘုရားထံကိုသွားရရှာပါတယ်။ဘုရားရှင်ထံကိုရောက်တဲ့အခါမှာတော့မြတ်စွာဘုရားကမှန်ဤအသက်60ပြည့်မွန်းတဲ့ချိန်မှာတရားမယ်သိလို့ရှိရင်မြောက်ဘက်တောတန်းတွေမှာမြောက်ဖြစ်လိမ့်မယ်လို့ဟောကြားလိုက်ပါတယ်။ပုံထားလေအိမ်ကိုပြန်ပြီးတော့မြောက်ဘဝမှာစားဖို့အတွက်တောတန်းမှာဥယျာဉ်စိုက်ပါတယ်။နေဖို့အတွက်ဇရက်ဆောက်ပါတယ်။ရေတွင်းတူးပါတယ်။လမ်းဖောက်တရားဆောက်စသည်တို့ကိုပြုလုပ်ပါတယ်။အသက်60ပြည့်ပြီးတော့မတည်တဲ့အခါမှာတော့ဖျားရှင်ထံကိုတွားရောက်ပြစ်တင်มาတော့တယ်။မြတ်စွာဘုရားကကိုကျိုးတက်မဟုတ်ပဲအများအတွက်ပြုလုပ်ပေးတော့အောက်ပါကုသိုလ်တွေဟာတင်နေကိုပင်ရွှေ့ပြစ်နိုင်တယ်လို့ဟောပြောလေရာပုံနာမိသားစုဟာဗုဒ္ဓဘာသာကိုကူးပြောင်းပြီးတောတော်ပံပါတော့တယ်။မြတ်စွာဘုရားရှင်ဟောပြောခဲ့တဲ့ကုသိုလ်တွေကတော့1အများစားသုံးရန်ဥယျာဉ်စိုက်ခြင်း2မိမိနေအိမ်ရာပတ်ဝန်းကျင်မှာတစ်ပင်စိုက်ခြင်း3အများတော်လာနာရန်လမ်းဖောက်ခြင်း4အများတော်လာနာရန်တရားခင်းခြင်း5အများနေထိုင်ရန်ဇရက်ဆောက်ခြင်း6တောက်သုံးရန်ရေရင်းတူးခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီကုသိုလ်တွေဟာ